ဒီနေ့ root fifth octave လေ့ကျင့်ခန်းတွေကိုအတူတီးရအောင်ပထမနှစ်ခေါက်ကိုကျွန်တော်နဲ့အတူလိုက်တီးပြီးမှကျန်တဲ့နှစ်ခေါက်ကိုတော့ drum နဲ့ကိုယ့်ဟာကိုယ်လိုက်တီးကြည့်ပါ root fifth octave ဆိုတဲ့နေရာမှာ C G C root fifth octave root ရဲ့ fifth ရဲ့ octave ရဲ့ကိုတီးပါမယ်ဒီနေရာမှာ left position ကလက်ညှိုးနဲ့လက်တကြွယ်သုံးလို့ရတယ်လို့တို့မှာလက်သန်းနဲ့တီးလို့ရတယ်ပြီးရင် finger roll နဲ့လည်းသုံးလို့ရပါတယ်